ငါတို့ကမျိုးကြီးဖန်လည်းမဟုတ်မာရိဆာဖန်လည်းမဟုတ်ရော်ရွက်ဖန်လေရရအဆင်ပြေပါတယ်နေ့တိုင်းမျက်ရည်ကြောင်ကလွဲလို့ပေါ့အစင်ပြေပါတယ်နေ့တိုင်းမျက်ရည်ကျတာလွယ်လို့အစင်ပြေပါတယ်မျော်လင့်ချက်တွေမထားပါနဲ့အစင်ပြေပါတယ်ကဘာကြီးလှလောက်ကတော့ရှိတာပေါ့ဒီဖို့ကြောင့်တည်းကအမေပြုံးကအုံမဲလေးတောင်ပင်နေသေးတယ်အကိုလို့ရှိရနေပြီးတော့အဆောင်မျောလဲနေကျွန်တော်လုပ်ပြီးတော့ဟုတ်တယ်ကျွန်တော်ဆင်းရဲတယ်သူများမလုပ်တဲ့လုပ်ကိုကျွန်တော်လုပ်ဒါပေမဲ့ကျွန်တော်တို့ဆင်းရဲသားတွေမှာလည်းဒီမှာအာဇီဝနဲ့သူကမလုပ်ချင်တဲ့အလုပ်ကိုကျွန်တော်တို့လုပ်နေရတယ်ဒါပေမဲ့လည်းအဲ့ဆင်းရဲသားတွေမှာပိုချင်းတိတ်ခါရှိတယ်တမာတိရှိတယ်ဒီတိုင်းမှာတန်ဖိုးရှိတယ်တခုပဲအကိုတို့ကျွန်တော်ကိုကြီးတောင်းနေတာနောက်ဆိုလို့ရှိရင်တာသမီးကိုဆုံးမရတယ်ဆိုလို့ရှိရင်တာနေကြည့်လာလို့ရှိရင်ပညာမတတ်ရင်အဲ့လိုအမိုက်ကောက်ရမယ်ဆိုလို့မဆုံးမပဲတာကြည့်လာလို့ပညာမတတ်ဘူးဆိုလို့ရှိရင်အဲ့လိုအမိုက်ကောက်နေတယ်ကျွန်တော်တို့ဆင်းရဲတာတွေဘယ်လိုတူညီမှလဲလို့ဆုံးမပေးပါဗျာ